မင်္ဂလာပါကျွန်တော်ကိုယ်တိုင်ရေးရတဲ့စိတ်သက်ခွန်ရတဲ့သချင်းတစ်ပုဒ်ဒီဆိုပြချင်ပါတယ်သချင်းကောင်းစရာတော့တန်မဏိဖြစ်ဖို့ကြိုးစားရှင်တွေကခန်းစားမှုများရေးဆက်ထားဒီသချင်းဟာငယ်ချင်းများခွန်အားရရင်ကျွန်တော်ရင်မှာပြီးပြီးဖြာကျိုးသားကရှေးဆက်กว่าကိုဘဝကိုမြဲတမ်းกว่าတိုးတက်ကတောင်ပြောင်နဲ့စိန်ကောင်းတက်ပွင့်ဖြစ်ဖို့ရလွယ်လွယ်နဲ့ဘယ်ရမှမဖြစ်တာကအမှန်တရားမြည်ကြည့်တာတငယ်ချင်းတို့ယုံကြည်မှုသာအဓိကကျိုးသားကရှေးဆက်သွားပင်မမေမမနာဒီတာဒီစာဝင်နေရင်ရေးကြည့်တာထိတ်ဆုံးကဖြစ်နိုင်မှုဆိုတဲ့ရဘယ်ရမှမရှိတာမြည်ကြည့်တာတငယ်ချင်းတို့တမိပမာစိတ်သက်ထားမွေးတာရှုံမပေးရတငယ်ချင်းတို့ကြိုးစားဒီတိုင်းတောင်လို့ပြေတိုင်းထောင်တဲ့မဖို့ပါဒီကတော့ကရန်တရားဆိုကောင်းများလူသားတိုင်းกว่าကြုံမအရေးကြီးတာစိတ်သက်သာတမီးဖြစ်အောင်ကြိုးစားกว่า